ခုပမာလဲဘယ်တကားမောဝေးရောသွားနေရဖြစ်ပါတယ်နောက်တစ်မျိုးရောက်ပါပြီအရမ်းမိုက်ပါလေအင်းလေးရောက်နေရပါခင်ဗျာအမလေးညောင်းပါကြအဲ့ဒါတိမ်မဟုတ်ဘူးအဲ့ဒါတောင်းရေခဲတောင်ဖြစ်ပါတယ် You wanna say anything မင်္ဂလာပါမင်္ဂလာပါတီရန်တော့ရောက်နေပါပြီ ဒီအလုံးမရေခဲတောင်ရည်နဲ့ပတ်တယ်ဝိုင်းထားရေခဲတောင်နေဝိုင်းနေပါတယ်နှုတ်ဆက်လိုက်ပါ မင်္ဂလာပါဒီကိစ္စဖြစ်ပါတယ် This Austin and this radio ဖိုးပါလေဒီမျိုးကလည်းကျွန်တော်တောင်ကြားတဲ့အမျိုးပါပဲအကောင်လုံးတောင်ပတ်လက်ဝိုင်းနေပါတော့ဒီမှာတော့ရေခဲတောင်တွေဝိုင်းနေရပါပြီးတော့ဒီမှာတော်တော်လေးအေးချမ်းတယ်ဒီကနာမည်ကြီးစားတော့ဆိုင်ကျွန်တော်တို့အခုဆူရှီဆိုင်သွားနေရပါနေ့လည်စာစားမှဖြစ်ပါတယ်အဲ့ဒါတိမ်မဟုတ်ဘူးအဲ့ဒါတောင်ရေခဲတောင်ဖြစ်ပါတယ်ဒီလမ်းလေးမှာဗီဒီယိုရိုက်အောင်တယ်လေးထောင်ပြတယ်လာလိုက်တာတီရန်တော့ဖြစ်ပါတယ်တာရလိုက်တာဒါနာမည်အကြီးဆုံးရထား very nice bird ရန်စစ်ကြီးရထားစစ်စလန်ကိုဖြတ်ပြီးတော့ရှေ့ရထားရကျွန်တော်နေ့လည်သားစားဖို့ဆူရှီတိုင်းသွားနေတာဖြစ်ပါတယ်ရောက်ပါပြီဟိုမှာရှင်းဒီမျိုးလေးကတော်တော်လှတယ်မင်္ဂလာပါ This is way and အခုကကျွန်တော်တို့ဆူရှီတိုင်းမှာနေ့လည်သားစားမှာဖြစ်ပါတယ် ရှိဆိုင်နာမည်อ่ะရှင်ကိုအရင်မစောင့်နိုင်တော့ပိုက်ကျင်ရမ်းစားနေပါတယ် မစောင့်နိုင် You wanna say anything မင်္ဂလာပါစောင့်နေပါတယ်ဘယ်လောက်ကြာဟုံးလဲတော့မသိပါဘူး Okay ကျွန်တော်တို့တွေမှားတာတွေဆောင်ရနေစိတ်မရှိတော့လို့ပေါ့နော်အဲဒီဗီဒီယိုတော့မရိုက်ဖြစ်ခဲ့ပါဘူးဒါပေမဲ့တစ်ပတ်တော့ရိုက်ခဲ့ပါသေးတယ်အခုကျွန်တော်တို့စားသောက်ပြီးတော့ဘိုင်လက်တင်းနေရတဲ့ဆွစ်ဇာလန်နယ်စပ်ကိုလမ်းလျှောက်နေတာဖြစ်ပါတယ်ဘော်ဒါကိုလမ်းလျှောက်နေကြပါမကြီးရောတာရလိုက်တာအဲ့ဟိုပါဗောဒီလမ်းကိုနည်းနည်းကြော်သွားလို့ရှိရင်ဆွစ်ဇာလန်ရောက်ပြီကျွန်တော်တို့တွေကျွန်တော်ဆွစ်ဇာလန်ထိတော့မသွားဘူးအဲ့နားတော့ဝင်နည်းနည်းသွားကြည့်မှာမင်္ဂလာပါဒီဟာကကျွန်တော်ဆွစ်ဇာလန်နဲ့စီလာမြေဖြစ်ပါတယ်အဲ့မှာအဲ့အဖြူအောင်လေးကဆွစ်ဇာလန်တောင်ဆွစ်ဇာလန်ရဲ့ Alps တွေလို့ခေါ်ခဏလာနေရခဏကျွန်တော်တို့အိုင်းနေသွားတော့ဒီဘယ်နီနာယထာတွေကတနာရီတစီးနှုန်းနဲ့ထပ်တာကျွန်တော်တွေ့ခဲ့ရပါတယ်ကျွန်တော်တို့အားလုံးနေဆက်နာမှာဓာတ်ပုံရိုက်ပြီးတော့တီရန်နိုမြို့တွေကိုပြင်ဆင်ရတယ်ပေါ့နော်ဟိုနေဆက်နာထီအောင်မသွားဖြစ်ခဲ့ပါဘူးနင်းနေအောင်အိမ်နေအောင်ဒါတီရန်နိုဆိုတဲ့မြို့ဖြစ်ပါတယ်ဗျအီတလီနိုင်ငံမြောက်ပိုင်းကဆွစ်ဇာလန်နယ်စပ်မြို့ပါဆွစ်ဇာလန်နိုင်ငံနဲ့နယ်စပ်မြို့ဖြစ်ပါတယ်ကျွန်တော်မြောက်ဝတီလိုမျိုးမှာထိုင်းနယ်စပ်လိုမျိုးအဲ့လိုမျိုးဖြစ်ပါတယ်နင်းတောင်နဲ့ပတ်လက်ဝိုင်းနေရပါအမလေးညောင်းပါကြကျွန်တော်တို့ဒီလမ်းပြန်လျှောက်လာမှာပဲနောက်တစ်စီးထပ်တွေ့ပေါ့နော်ဒီကတော့အသွားပေါ့ဆွစ်ဇာလန်ဘက်ကိုသွားမှာပြီးရင်ဒီယထာလမ်းပိုင်းကယထာလမ်းကြောင်းကစောက်ရတာအရင်ခက်တဲ့အတွက်ကြောင့်မလို့ UNESCO ဝင်ထားတာဖြစ်ပါတယ်မင်္ဂလာပါ this way ဒါကျွန်တော်တို့တီရန်နိုမျိုးရဲ့မျိုးလေကောင်ဖြစ်ပါတယ်ခင်ဗျာဒါသူတို့ရဲ့နာမည်ကြီးရဲဝင်မယ်လေဒီမှာခဏလောက်ထိုင်လိုက်ပါအောင်မယ်နားနဲ့တားရလိုက်တာဒါမျိုးလေကောင်ဖြစ်ပါတယ်ဝိုင်းလိုက်တာ
မျိုးလေးကသေးသေးလေးပါအများကြီးရောများစားသွားကြရမရှိဘူးဒါပေမဲ့သူကချစ်စရာလေးဒီရန်တော့ဖြစ်ပါတယ် 我体验过啥？我嘛是 train 有应该是哪里的 section？ 哦，Greenway Heritage 哎，然后体验都没看啊。 ဒီမှာတော့ချက်လက်တော့ကောင်းမယ် 你弄好没？ သေကောင်တော့မှာပဲကျွန်တော်တို့တွေမြို့ထဲမှာပတ်လျှောက်ပြီးတော့လက်ပတ်ကြမှာဖြစ်ပါတယ်မြို့လေးကသိလေးဆိုတော့မြန်မြန်စားသွားကြရအောင်မရှိတော့အနားယူပါယူညညနေတော့ကောင်းတော့ဗောသိရမှာလားဒါပေမဲ့ဒီတော့အေးကြမ်းကြမ်းလေးတောင်ပတ်လဲဝိုင်းနေပြီးတော့လှပါတယ် 看你这个这样子。 ကျွန်တော်မုတ်သွားစားတဲ့နေရာလည်းမြို့ရဲနဲ့ဘူရနဲ့နည်းနည်းတော့ရှောက်ရတယ်ပေါ့နော်။ဆောက်သွားနေရပါ။ရောက်ပြီ We run ပြေးတော့မမီမှာဆိုလို့ run ။ရထားထားတော့မယ်။ဘူရရောက်ပါပြီ။ဟိုမှာပြေးနေကြပြီသူတို့။တကယ်ကကျွန်တော်တို့တွေတီယာနိုမြို့ထဲမှာရှောက်လိုက်မယ်ဆိုပြီးလည်းပြီးတော့အခွန်တော့နောက်တစ်မျိုးသွားမယ်ဆိုပြီးတော့ကျွန်တော်နောက်တစ်မျိုးတော့ရထားပေါ်မှာရောက်သွားဖြစ်ပါတယ်။လူလောကရဲ့နိဗ္ဗာန်ပုံစံဒါမျိုးတယ်အရမ်းမိုက်ပါရဲ့အင်းလေးရောက်နေရပါခင်ဗျာအင်မတန်သဘောကျစရာကောင်းတဲ့မျိုးလေးတစ်မျိုးဖြစ်ပါတယ်ကျွန်တော်တို့ကားကြီးနဲ့အမေရိကန်ကိုသွားနေရဖြစ်ပါတယ်မင်္ဂလာပါညဘက်တောင်ရောက်သွားမင်္ဂလာပါညရောက်သွားပါပြီအခုပမာလဲ Bergamo。 ဝေးရသွားနေရဖြစ်ပါတယ်နောက်တစ်မျိုးရောက်သွားပါပြီမင်္ဂလာပါဘယ်ကောင်မှရောက်နေပါတယ် Nobody's here. All the churches are closed. There's only us. It's a bit cold because it's at night.ကျွန်တော်တို့အခုဘယ်ကမှဆိုရဲမြို့ကိုရောက်နေပါတယ်အီတလီနိုင်ငံရဲ့နာမည်ကြီးမြို့တစ်မြို့ပါဖြစ်ပါတယ်ဆောက်လို့ရလုံးနေအကောင်ပိတ်ဒီမှာအကောင်လုံးပြင်းနေတယ်စိတ်ပြတ်လိုက်တာI don't know that I'm not sure or not that this is the central of Bergamo. Here I'm a little bit. Tima, I'm your leg on us. I saw over. Tima, I'm being in the rock. Sao lén này vậy chỉ còn chọc khen này cobblestone này khen lạ lại đó Pro leo mai đấy thấy giờ bãi rồi không chịအခုကျွန်တော်တို့ view point ကိုပြန်သွားပါမယ်ဘာလို့လဲဆိုတော့နည်းနည်းလေးမှောင်ပြီးမြို့ကလည်းပြင်နေရဆိုဘာမှမရှိတော့ဘူးဒီမှာဘာမှမရှိတော့ဘူးဆိုတော့လူတွေလည်းမရှိတော့ဘူးအကောင်လုံးပြင်နေရဆိုတော့ကျွန်တော် view point ကိုသွားကြည့်ပါမယ်ဒါကဘယ်ဂါမိုမြို့ဖြစ်ပါတယ်
ဒီမှာကကျွန်တော်တို့ကကြတော့လေအို city တွေဆိုတော့အရင်ဟိုရှိခဲ့တဲ့ရှိတဲ့ city တွေဆိုတော့သူတို့မှများသောအားဖြင့်တော့ high rise building တွေတောင်းတဆိုမဆောက်ကြဘူးပေါ့နော်အဲဒါကြောင့်သူတို့တိုက်ပူလေးနေဆိုတော့ကျွန်တော်ရန်ကုန်မြို့လိုပါပဲဒါပေမဲ့ဟိုမနက်ခင်းမှရတော့ပိုလှတယ်ပေါ့နော်ဒါကတော့ညဘက်ပါကင်မရာထဲမှာတော့တေချာတိတ်ပြီးမမြင်အောင်အပြင်မှာတော်တော်လေးကိုလှပါတယ်တော်တော်မိုက်တယ်ဒါကဘယ်ကမှမြို့ထဲမှာပါဆောင်းကျွန်တော်တောင်ပေါ်နေတောင်ကိုပြန်ဆင်းလာတာပါOh my station ဘူရာယထာစီမံနေပါဒီစဉ်လေးကတော့ဒီထိပါပဲအဆုံးနေလိုက်ပါကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ် See you